ဒီမျိုးလေးဟာကြီးမားလာတဲ့တတိုင်းကြီးတစ်ခုကြောင့်နှစ်ပိုင်းကွဲနေခဲ့ပြီးတတိုင်းရဲ့ဟိုဘက်အချမ်းမှာဘာရှိလဲဆိုတာဘယ်သူမှမသိကြပါဘူးနေ့တစ်နေ့မှာတော့အဖိုးအိုတယောက်ဟာတတိုင်းကြီးကနေဖြတ်လျှောက်သွားရင်းရုတ်တရက်ဆိုသလိုအရန်မွေးကြိုင်လာတဲ့အနံ့တစ်ခုကိုရလိုက်ပါတယ်သူဟာတိကျစိတ်ပြင်းပြလာတာကြောင့်တတိုင်းမှာအကြောင်းတေးလေးတစ်ခုလုပ်လိုက်ပါတယ်ခဏအကြာမှာတော့ရဲရရှိတယောက်လည်းအဲ့ဒီအနံ့ကိုစတင်ရရှိလာခဲ့ပါတယ်အနံ့ကတဖြည်းဖြည်းပုံပြင်းထန်လာတာကြောင့်အနီးနားမှာရှိတဲ့လူများပြားပါအနံ့ရှိရာစီသို့ဆွဲဆောင်ခြင်းခံလိုက်ရပါတယ်ထို့နောက်ရဲရရှိကတတိုင်းမှာရှိတဲ့အပေါက်ကိုနည်းနည်းထက်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟိုဘက်အချမ်းကနေပူပူမင်းမင်းစတိတ်အမဲသားကင်တလုံးထွက်လာခဲ့ပါတယ်အဖိုးအိုကမြည်ဆန်းကြည့်လိုက်တဲ့အခါအရသာကအလွန်ကောင်းမွန်လွန်းတာကြောင့်သူအံ့အားသင့်သွားရပါတယ်တတိုင်းရဲ့နောက်ွယ်မှာအလွန်ကြီးမားတဲ့အရာတစ်ခုခုရှိနေရမယ်လို့သူခံစားလိုက်ရတာကြောင့်အားလုံးစုပေါင်းပြီးတတိုင်းကိုဖြိုချဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်ဆုံးမှာတတိုင်းကြီးပြိုကျသွားတဲ့အခါအားလုံးအံ့ဩသွားကြပါတယ်ဟိုဘက်အချမ်းမှာဘာတို့ဝက်ချက်မှရှိမနေခဲ့ပါဘူးလူတွေဟာရိုးရှင်းရှင်းပဲဘာဘီကျူပါတီလုပ်နေကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့နှစ်ဖက်စလုံးကလူတွေဟာအတူတကွထိုင်ကြပြီးအစားအစာတွေမျှဝေစားတော့ကရေမောပျော်ရွှင်ရင်းဆင်းနွှဲခဲ့ကြပါတယ်အဲ့ဒီနေ့ကစပြီးသူတို့တွေဟာတခွဲစီခွဲမနေကြတော့ပဲအတူတကွနေထိုင်သွားကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ဒီမျိုးလေးဟာကြီးမားလာတဲ့တတိုင်းကြီးတစ်ခုကြောင့်နှစ်ပိုင်းကွဲနေခဲ့ပြီးတတိုင်းရဲ့ဟိုဘက်အချမ်းမှာဘာရှိလဲဆိုတာဘယ်သူမှမသိကြပါဘူးနေ့တစ်နေ့မှာတော့အဖိုးအိုတယောက်ဟာတတိုင်းကြီးကနေဖြတ်လျှောက်သွားရင်းရုတ်တရက်ဆိုသလိုအရန်မွေးကြိုင်လာတဲ့အနံ့တစ်ခုကိုရလိုက်ပါတယ်သူဟာတိကျစိတ်ပြင်းပြလာတာကြောင့်တတိုင်းမှာအကြောင်းတေးလေးတစ်ခုလုပ်လိုက်ပါတယ်ခဏအကြာမှာတော့ရဲရရှိတယောက်လည်းအဲ့ဒီအနံ့ကိုစတင်ရရှိလာခဲ့ပါတယ်အနံ့ကတဖြည်းဖြည်းပုံပြင်းထန်လာတာကြောင့်အနီးနားမှာရှိတဲ့လူများပြားပါအနံ့ရှိရာစီသို့ဆွဲဆောင်ခြင်းခံလိုက်ရပါတယ်ထို့နောက်ရဲရရှိကတတိုင်းမှာရှိတဲ့အပေါက်ကိုနည်းနည်းထက်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟိုဘက်အချမ်းကနေပူပူမင်းမင်းစတိတ်အမဲသားကင်တလုံးထွက်လာခဲ့ပါတယ်အဖိုးအိုကမြည်ဆန်းကြည့်လိုက်တဲ့အခါအရသာကအလွန်ကောင်းမွန်လွန်းတာကြောင့်သူအံ့အားသင့်သွားရပါတယ်တတိုင်းရဲ့နောက်ွယ်မှာအလွန်ကြီးမားတဲ့အရာတစ်ခုခုရှိနေရမယ်လို့သူခံစားလိုက်ရတာကြောင့်အားလုံးစုပေါင်းပြီးတတိုင်းကိုဖြိုချဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်ဆုံးမှာတတိုင်းကြီးပြိုကျသွားတဲ့အခါအားလုံးအံ့ဩသွားကြပါတယ်ဟိုဘက်အချမ်းမှာဘာတို့ဝက်ချက်မှရှိမနေခဲ့ပါဘူးလူတွေဟာရိုးရှင်းရှင်းပဲဘာဘီကျူပါတီလုပ်နေကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့နှစ်ဖက်စလုံးကလူတွေဟာအတူတကွထိုင်ကြပြီးအစားအစာတွေမျှဝေစားတော့ကရေမောပျော်ရွှင်ရင်းဆင်းနွှဲခဲ့ကြပါတယ်အဲ့ဒီနေ့ကစပြီးသူတို့တွေဟာတခွဲစီခွဲမနေကြတော့ပဲအတူတကွနေထိုင်သွားကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်